တော့တက်ခွဲမှုတောင်းထားဆောင်နေပါပြီ1981လောက်ပေါ့နော်ရခိုင်မှာပေါ့စစ်စီသွားတယ်စစ်စီသွားရင်လည်းလှုပ်ရှားသွားရင်လည်းတနေ့စကန်ချတော့မယ်ဆိုလို့ရှိရင်စကန်ပတ်ဝန်းကျင်တမိုင်းလောက်ကိုကျွန်တော်တိုက်ကင်းထွက်ပြီးရှင်းရတာပေါ့အဲ့ကောင်တက်စိတ်တွေကထုံးလို့အရင်နဲ့သွားရှင်းပြီးတော့ထုံးလို့အရင်ကသွားရှင်းပြီးကျန်တဲ့အဖွဲ့တွေကနောက်ချန်အဖွဲ့တွေထမင်းချက်ကြပေါ့နော်ပြန်လာတဲ့ခါကျတော့မှောင်မပြန်လာထမင်းစားပြီးတမ်းမေးလို့ရှိရင်မစားရသေးဘူးဘာဖြစ်လို့လဲဆိုတော့နောက်မင်္ဂလာပါ Top Stories မြန်မာ Channel ကနေကြိုဆိုပါရစေမြန်မာနိုင်ငံကနေကမ္ဘာတဝန်းအထိနေ့စဉ်သတင်းစုံနဲ့ဖြစ်ရမှန်တွေကိုတင်ဆက်ပေးနေမှာမို့အခုပဲ Subscribe လုပ်ပြီးကျွန်တော်တို့နဲ့အတူလက်တွဲဖို့ဖိတ်ခေါ်ပါရခင်ဗျာတထဲတော့အကြောင်းလေးတစ်ခုကျွန်တော်ပြန်ပြောစဉ်းစားပြီးပြောပြပါမယ်ကျွန်တော်အဲ့ဒီတော့တက်ခွဲမှုတောင်းထားဆောင်နေပါပြီ1981လောက်ပေါ့နော်ရခိုင်မှာပေါ့စစ်စီသွားတယ်စစ်စီသွားရင်လည်းလှုပ်ရှားသွားရင်လည်းတနေ့စကန်ချတော့မယ်ဆိုလို့ရှိရင်စကန်ပတ်ဝန်းကျင်တမိုင်းလောက်ကိုကျွန်တော်တိုက်ကင်းထွက်ပြီးရှင်းရတာပေါ့အဲ့ကောင်တက်စိတ်တွေကထုံးလို့အရင်နဲ့သွားရှင်းပြီးတော့ထုံးလို့အရင်ကလည်းသွားရှင်းပြီးကျန်တဲ့အဖွဲ့တွေကနောက်ချန်အဖွဲ့တွေထမင်းချက်ကြပေါ့နော်ပြန်လာတဲ့ခါကျတော့မှောင်မပြန်လာထမင်းစားပြီးတမ်းမေးလို့ရှိရင်မစားရသေးဘူးဘာဖြစ်လို့လဲဆိုတော့နောက်ချန်ထားခဲ့တဲ့ရဲဝတ်လက်တွေကထမင်းချက်တာထမင်းတွေတူးသွားလို့အတူးလာစားဖို့ကွာဆိုတော့စားလို့မရလို့ဆိုပြီးတော့တုံပလိုက်တယ်တဲ့တုံပလိုက်တော့သူကဟိုနောက်တစ်ချက်ဖို့ရတဲ့ဆန်းကသူကမရှိတော့ဘူးဆိုတော့ချက်လို့မရတော့ဘူးဆိုတော့သူတို့ငတ်မလို့ဖြစ်နေကြတာပေါ့ဗျာအဲ့တော့ကျွန်တော်လည်းမျှတာပြီးကျူလိုက်ရတာလက်တင်ဆိုတာအဲ့ဒီသူမျိုးပေါ့နော်ခီးသွားပြီဆိုလို့ရှိရင်လည်းလက်တင်တပုံပုံလဲတာပဲအဲ့တော့စားလည်းမတက်ဘူးလို့ပြောတယ်စားလည်းမတက်ဘူးအဲ့နဲ့3လလောက်စစ်စစ်ဝင်ပြီးတဲ့ခါကျတော့ကျွန်တော်စကန်ထိုင်ရတယ်ဘူချောင်းဝါဆိုတဲ့ရွာလေးမှာပေါ့ဘူချောင်းဝါဆိုလေးမျိုးပြပေးမှရှိတာပါပဲစကန်ထိုင်တဲ့ခါကျတော့ကျွန်တော်ကသူရတက်စိတ်မှုဖြစ်တဲ့ဆရာမဘူးရတော့ခင်ဗျားတပည့်လှတ်တယ်ရခိုင်မယ်ခင်ဗျားလည်းရခိုင်မယ်လို့ခင်ဗျားတို့ချင်းရခိုင်လို့လည်းပေါက်တယ်ဆိုတော့ဗျာစာရေးတင်ပေးတဲ့ဆရာမလို့ကျွန်တော်အဲ့လိုပြောလိုက်တာဆရာမဘူးကလည်းစူးစမ်းပြီးတင်ပါတယ်စူးစမ်းပြီးတင်တာတင်းနဲ့ကျွန်တော်အခြေအနေလေးလေ့လာကြည့်တယ်ခါကျလည်းလက်တွေကဒီနေ့တင်မရပြုတ်မရဖြစ်လို့ရှိရင်ဆရာမဘူးကတပန်နေပါကျင်းတာဆရာမဘူးမလုပ်တဲ့ဒီကောင်တခါလဲစာအုံမိုးသွားလိမ့်မယ်ပြီးတော့လည်းညံထိုင်းသွားလိမ့်မယ်အဲ့လိုနဲ့ချောမော်ပြီးတင်ပေါ့ဗျာမြောက်ပင်ပေးပေါ့ဆိုတော့ခါကျတော့နောက်ဆုံးပြီးဒါရက်ကိုလာစားပြီးနောက်လောက်ကြာတဲ့ခါကျတော့လက်တွေကစားတွေပါတွေဖတ်တက်လာတယ်တမလို့စားတဲ့ကိုလုံးကပူချွန်လိုက်တဲ့ကောင်ကပဲတမလို့စားတဲ့ကိုသူဖတ်တက်လာပူချွန်မလိုက်တော့နောက်တစ်ခုကလည်းသူကစာမတင်ခင်တုန်းကဆိုလို့ရှိရင်လက်တွေကသူကကျွန်တော်တို့ပတ်စံကိုမကြီးတတ်ဘူးလေဗျဆရာမဘူးပြောတာပေါ့နော်ဘူးကြီးတွေလက်တွေကကျွန်တော်တို့လက်စားပြီးလာပြီဆိုလို့ရှိရင်ချင်းတောင်ထောင်လုံးလာပဲတဲ့ချင်းတောင်ကြီးတွေကိုဝင်ပြီးတော့မှသူကသူ့အတွက်ရတဲ့လက်စားတွေကိုတခါလေအဲ့မှာရှိရတဲ့အခုကြတော့ကောင်းတက်သွားပြီဒီကောင်ကဘယ်သူမှလိန်စားလို့မရတော့ဘူးတဲ့လက်တင်တယောက်အဲ့စစ်စီမှာစာတက်သွားတော့ပေါ့ဗျာကျွန်တော်အဲ့စီဝင်တဲ့5-6လတော်တယ်မှာတိုက်ပွဲ2ပွဲ3ပွဲတော့ဖြစ်တယ်အလောင်းလက်နဲ့လည်းရတာပေါ့ဒါအောင်မြင်မှုတစ်ခုပေါ့ဗျာစစ်တပ်ထဲမှာတော့ဒါပေမဲ့ကျွန်တော်က ICC ဝင်တဲ့အခါမှာကျွန်တော်ကလူအလောင်းလက်နဲ့တွေရလို့အောင်မြင်တာတဲ့နော်ကျွန်တော်အနေနဲ့ပူပြီးတော့မှစိတ်ထဲမှာအခုချိန်ဒီအမှန်မှတင်ဖြစ်တာတော့စာမတက်တဲ့ရေဘောတရားကိုရှည်တမ်းပါတယ်စာတတ်အောင်သိပေးတဲ့နဲ့အောင်မြင်မှုတွေပေါ့ဗျာကျွန်တော်နဲ့စပွဲတဝိုင်းနဲ့ကြာတာတော့ကိုအင်းနေဝင်းတို့ညီကို3ယောက်နဲ့သူ့မိမိပါတယ်ဗျစကားနဲ့ဘာပြောရပါတယ်ကျွန်တော်ကတော့ဘိုးကြီးနေဝင်တိုင်းပြည်ကိုကဲတင်ခဲ့တယ်တမ်းမတော်အများကြီးတိဆောက်ခဲ့တယ်ဆိုတာလေးတွေကျွန်တော်ထည့်သွင်းပြီးတော့မှပြောပြခဲ့ပါတယ်တကယ်ပြောတဲ့အတိုင်းနဲ့သူတကယ်လုပ်ခဲ့လို့ကျွန်တော်ကပြောပြတာပေါ့နော်အေးစိန်အထိ KNDU တွေရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကိုကဲတင်ခဲ့တယ်နိုင်ငံရေးကျူးကျော်မှုဖြစ်တဲ့ကုမင်တန်ရဲ့ကျူးကျော်မှုကိုလည်းသူကိုယ်တိုင်မိုင်းဆက်တီတွားရောက်ပြီးတော့မှကိုကဲပြီးနဲ့ဒါတွန်းလှန်နိုင်ခဲ့တယ်ဘာကပါရဲ့ထုံလာချမ်းသာမှုတွေကိုလည်းထိန်းသိမ်းနိုင်ခဲ့တယ်ပေါ့ဒါတွေကတော့ဘူကြီးနေပဲလက်ထက်ပေါ့ဗျာနောက်ပိုင်းမှာတော့ဒါရေးခင်းကာလနောက်ပိုင်းမှာဘူယုံကြီးတန်းရွှေပေါ့တမ်းမတော်ကိုဒါပခုံးမျိုးတာဝန်ယူခဲ့တယ်ဘူယုံကြီးတန်းရွှေလည်းအနှစ်20ကျော်လောက်တိုင်းပြည်ကိုအုပ်ချုပ်ရင်းနဲ့ပဲတမ်းမတော်ကြီးကိုအများကြီးဒါဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့တယ်နိုင်ငံတကာနဲ့ရေမွန်တာနဲ့အောင်ဆောင်ရွက်ခဲ့တယ်ကြီးကြီးလေးပေါ့နော်အဲ့လိုဆောင်ရွက်ခဲ့ရင်းနဲ့ပဲဒါ2010မှာကျတော့ဒါဘူဂျူပူကြီးမေးအောင်လိုင်းကိုဒါပခုံးမျိုးတာဝန်လွှဲပေးခဲ့တာပေါ့ဘူဂျူမီမေးအောင်လိုင်းကတော့တမရကဦးချုပ်ဖြစ်တဲ့အချိန်မှာတော့တော်တော်ငယ်ပါသေးတယ်ခ
ခေတ်အမြင်တွေလည်းရှိတာပေါ့နော်အဲ့တော့ခေတ်အမြင်တွေလည်းရှိတဲ့အတွက်ကြောင့်မို့လို့ဒါတမတော်ကြီးကိုပုံမှုပြီးတော့မှခေတ်မီဖွံ့ဖြိုးတိုးတက်အောင်နိုင်ငံတကာလည်းရေမွန်တန်းနိုင်အောင်ဘက်ပေါင်းစုံကနေပြီးတော့မှဒါကြိုးပမ်းပြီးတော့ဆောင်ရွက်ခဲ့တယ်ကျွန်တော်တွေ့ရပါတယ်တမတော်ကတချို့သောစစ်တပ်ပစ္စည်းတွေကိုကိုယ်ပိုင်နော်အစင်းမြင့်မြင့်နဲ့ထုတ်လုပ်နိုင်တဲ့အဆင့်တွေရောက်အောင်လည်းကျွန်တော်တို့ကြိုးပမ်းခဲ့တာတွေတွေ့ရတာပေါ့နော်အဲ့တော့အခုတော့လေ82နှစ်မြောက်တမတော်နေ့အခမ်းအနားတဝိုက်မှာပဲကျွန်တော်တို့ဒါ social media ကနေသတင်းတွေကြားနေရတာတော့ဖြစ်ဒါတမတော်ကော်ဦးစီရုပ်တာဝင်ကိုတော့နောက်ထပ်တစ်တယောက်ကိုတော့လွှဲပြောင်းတာဝင်ပေးရတော့မယ်ဆိုတဲ့သဘောလေးကျွန်တော်ကြားနေရတာပေါ့နော်ဖြစ်ဖို့လည်းများတာပေါ့အဲ့တော့ဘာပဲပြောပြောကျွန်တော်တို့ကတမတော်ဆိုတာတိုင်းပြည်တစ်ပြည်မှာမရှိရင်မဖြစ်တဲ့တော့ institution ပေါ့ဗျာနော်ခိုင်မာနေဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့လိုကျောင်းဆုံးသဘုံတွေအများကြီးရှိတဲ့နိုင်ငံပို့ပြီးတော့လိုတာပေါ့ဒီခေတ်မှာကြတော့လေတိုင်းပြည်ဒီအင်အားရှိဖို့ဆိုတာကစီရေးစီးပွားရေးနိုင်ငံရေးအားလုံးဘက်စုံဖွံ့ဖြိုးမှရမှာလေစီရေးကလည်းအဓိကကြပါတယ်ဒါမှမဟုတ်လမ်းပဲခေါင်းဆောင်တွေဟာဒါတမတော်တီဆော်ရင်းနဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ကြပါစေလို့ပဲတင်ပြရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်